မြန်မာမှုလက်ရာတွေနဲ့ classic ဆန်ဆန်ခက်ခက်ညံ့ညံ့ထက်တဲ့ဝါနဲ့လှနေတဲ့အေးကြီးစီကိုခိုင်းကြအလဲလာတာပါ MC ပရိသတ်တွေနဲ့တူတူအထဲကိုသွားလဲရအောင်ဘလို့ခံစားရလဲပရိသတ်ကြီးရောအပေါ်မျက်နှာချက်အရန်ခန့်ညာရယ်နော်အေးကြီးမှလည်းကြီးကြီးမားမားခန့်ခန့်ဆိုတော့လေဒီအေကန်ရဲ့မျက်နှာချက်ကိုလည်းလုံးဝအထူးခြားဆုံးနဲ့လုပ်ပေးထားတာည5 star hotel ကြီးလေလုံးဝ luxury ဆန်ဆန်လေးကားကြီးလေအဲ့လိုပုံစံမျိုးလေးကားကြီးကျယ်ဝန်းနဲ့တော်တော်ကျယ်ဝန်းနဲ့အေရှင်မတွေအရင်ကြိုက်မှာကိုရီတောင်ကြိုက်လေတော်တော်များများကအခန်းလေးကျယ်ကျယ်လေးဖြစ်ချင်တဲ့အတွက်18ပေအနည်းဆုံး18ပေပတ်လေအဲ့ထက်သေးတဲ့ဟာမပါဘူးခန်းတိုင်းမှာဝယ်ရတာပါနေတာဖြစ်တယ်အဲ့အခန်းထဲမှာကိုကမွန်ချက်တို့ပဲဖြစ်ဖြစ်အပြင်ရဲ့လေကောင်းလေသန့်လိုချင်ရင်ပဲဖြစ်ဖြစ်အပြင်ကိုထွက်လို့ရတဲ့ဒီဇိုင်းမျိုးဖန်တီးပေးတာပါပန်းရောင်ကဘာလေးကနေကျူးစုပါရဲ့ဂိမ်းထဲကိုရောက်သွားတယ်လို့မခံစားဘူးလားကိုအိမ်မက်ထားတဲ့အိမ်မက်နဲ့ဒီပုံစံနဲ့ပဲလားကိုလိုချင်တဲ့ຢာနဲ့ဖြစ်ကြပါထပ်တူကြရဲတဲ့မမတော့ဘုရားဘာသာတိုင်းရဲ့အဲ့လိုစိတ်ကူးအိမ်မက်ပေါ့နော်ရွှေရောင်အစင်းနဲ့လင်းနေတဲ့အရန်တက်ပဲကြီးညိုဖို့ကောင်းတယ်ဖျားကန်းလို့ဟန်ကျော်ကတော့မြင်တယ်ဟိုဧည့်သည်လာလို့ရှိရင်လည်းဒါလေးဖွင့်လိုက်တယ်ဆိုတာနဲ့သူတို့လုံးဝစိတ်ကြည်နေသွားမယ်အဲ့လိုခံစားရတာရေခွေကြီးပဲပန်းလေးလေတာယာရဲ့နေရာလေးထိုင်ကြရောက်နေတာနော်ဘယ်နေရာရောက်နေရလဲဆိုတာအခုမိတ်ဆက်ပေးမယ်ဒါ channel မှာပန်းလေးတွေအများကြီးလေကဲအားလုံးမြင်ကြရမလားမြန်မာမှုလက်ရာတွေနဲ့ classic ဆန်ဆန်ခက်ခက်ညံ့ညံ့ထက်တဲ့ဝါနဲ့လှနေတဲ့အေးကြီးစီကိုခိုင်းကြအလဲလာတာပါ MC ပရိသတ်တွေနဲ့တူတူအထဲကိုသွားလဲရအောင်ဘယ်လောက်တောင်ခန့်ညာထဲဝါပြီးလှနေမလဲပေါ့လားလိုက်ခဲ့တော့ဒီမှာစလာတဲ့ကမြင်ရတယ်ဒီမှာခင်းထားတဲ့ကြွေပြားတွေဒီဇိုင်းတွေကိုခိုင်းကြကြိုက်တယ်ဟုတ်ပါခန့်ညာသွားတယ်နောက်ပြီးဒီမှာအဓိကကလေဒီမှာစဝင်တွေကဗာမြင်ရလဲဆိုတော့အပေါ်မှာကျွန်းနေနဲ့ကျွန်းနဲ့ရွှေနဲ့ပေါင်းဆက်ထားတာအဲ့နှစ်ခုရဲ့ပေါင်းဆက်မှုကအိမ်တအိမ်ရဲ့ခန့်ညာထဲဝါမှုကိုပို့ပြီးတော့ခံစားရစီပါတယ်နော်တိုင်လုံးကြီးတွေရောပဲလှတယ်ဒီနာကဲကျွန်းတကားကြီးဖွင့်လိုက်မယ်နော်ဝါအားလုံးကျေးဇူးပါတယ်အိမ်ထဲဝင်လာလဲစရင်အေကန်းမသွားမှာပေါ့နော်လားအေကန်းကခိုင်ဆိုစမြင်လိုက်တာနဲ့ဘလို့ခံစားရလဲပြိတ္တကြီးရောအပေါ်မြင်လက်ချက်အရန်ခန့်ညာရယ်နော်ခံစားလိုက်ရတာတခုကတော့အေကန်းရောက်သွားတာနဲ့ခန့်ညာထဲဝါမှုကိုစပြီးခံစားရတယ်နောက်ပြီးဒီပကြီးကားလေးလည်းကြိုက်တယ်ကြည်ပြားပကြီးမှာနော်အင်ရှင်ဒီဇိုင်းကလုံးဝသူလည်းစိတ်တိုင်းကြယူပြီးထားတဲ့ဒီဇိုင်းလေးအဲ့အောင်မှကျွန်တော်တို့ဒီကျွန်းနဲ့ပေါင်ကုတ်ပေးထားတာလုံးဝငင်းငင်းလေးဟုတ်တယ်ညီမမျက်နှာချက်ကောပဲပြောပြပါမျက်နှာချက်ကတော့လုံးဝ classic ဆန်ဆန်ပေါ့သူအိမ်ကြီးမှလည်းကြီးကြီးမားမားခန့်ဆိုတော့လေဒီအေကန်ရဲ့မျက်နှာချက်ကိုလည်းလုံးဝအထူးခြားဆုံးနဲ့လုပ်ပေးထားတာညီမဟိုဧည့်သည်လာလို့ရှိရင်လည်းဒါလေးဖွင့်လိုက်တယ်ဆိုတာနဲ့သူတို့လုံးဝစိတ်ကြည်နူးသွားမယ်အဲ့လိုခံစားရတာဝင်ပေါက်ကြီးကိုကြည့်လိုက်ပါဦးအဲကျတို့ဒါ dining room နဲ့ဒီဘက်က kitchen အဲ့ထဲကိုဝင်ပေါက်ကိုလှုပ်ထားတာလေခန့်ညာလိုက်တာအေးရှိရောက်ကြိုက်နေလားကိုမေးကြည့်ကြိုက်တယ်ညီမဟုတ်လားဝင်ပေါက်ကြီးတော်တော်ကြိုက်တယ်ဒီနေရာကနေလုံးဝလေဟိုခင်ဗျတို့ dining room တို့ kitchen room တို့သွားမယ်ဆိုပုံမှန်ဝင်ပေါက်တွေပဲတွေ့ရတာများတယ်သူကဒီနေရာအစားခန့်ညာနေတာစီးလင်းတော့ဘာလှရနော်ဒီမှာလဲနော်ကိုတေချာလောက်တာအော်ဒီမှာပဲဒီမှာလဲဒါလိုက်ကြည့်ပြဒီဇိုင်းနဲ့ရရလုပ်ပေးထားတာဒီကဒီမှာ dining room တက်သူစိတ်ကြိုက်လေးလုပ်ပေးထားလိုက်ဖက်အောင်လုပ်ထားတာဝင်ချင်းမှာမြင်ရမယ့်ခန့်ညာမှုတွေပေါ့နော် dining room နဲ့သူက kitchen နဲ့ကိုဆက်ထားရဲဒီမှာခိုင်ကြုံမြင်လိုက်တာတော့ထူးခြားမှုတစ်ခုအားလုံးတွေ့ကြလားမသိဘူးတစ်ကျယ်ဝန်းနဲ့တော်တော်ကျယ်ဝန်းနဲ့အေရှင်မတွေအရင်ကြိုက်မှာကိုရီတောင်ကြိုက်နေပြီကိုသာအေရှင်မဒီမှာချက်ရမယ်ဆိုလို့ရှိရင်အိုးအများကြီးပဲအလူတွေပါကြီးလုပ်မယ်ဆိုလဲကျယ်ဝန်းဝန်းပဲเนาะချက်စရာနေရာတွေအများကြီးပဲနောက်တစ်ခုဒီမှာဘေးစင်ဒီမှာရှိတယ်ဒီမှာတစ်ခုเนาะဒီမှာလည်းရှိရယ်ဟိုဘက်မချင်းမှာတော့ coffee counter တည်တံ့ပေါ့နော်ဟိုမှာ coffee counter ဟုတ်တယ်ဒီမှာဒီသူအသားငါးတွေအတွက်တည်တံ့ဟိုဘက်မှာတည်တံ့ဒီဘက်မှာအသီးရွက်တို့သူ coffee counter ဆေးဖို့တည်တံ့အသီးရွက်တို့ဘာလို့ဆေးတဲ့နေရာအတွက်တက်အေရှင်မတွေလုံးဝအကြိုက်ဖြစ်စီရမယ်เนาะ coffee တော့ coffee ကိုရီးယားအကျယ်ကြီးဆိုပတ်ပြေးနေရမိမှုကြောင့်လည်းပါအကျယ်ကြီးပဲအပေါ်ကလှတယ်တော့အိုးဘွားကပ်ပြီးနဲ့လေးတွေကိုအယောင်လေးလှုပ်ထားလေးကြိုက်တယ်ကဲအဲ့ဆက်သွားညီညီမကိုရီအကြိုက်ဆောင်ကတော့အဲ့လိုကြဲကြဲဝန်းဝန်းနဲ့ခန့်ခန့်ညာညာမြင်ရတဲ့ကနုတ်တွေအဲ့လိုရွှေရောင်တွေအဲ့ဒါကတော့ခိုင်ကြိုရမ်းကြိုက်တယ်ကဲအပေါ်တက်ရအောင်လှေကားကြီးခန့်ညာလိုက်တာနော်လာတက်မယ်ဒီလီကားကိုခိုင်ကြိုတက်ရတဲ့အချိန်မှာဘယ်လိုခံစားရလဲဆို